အားလုံးပဲမင်္ဂလာပါဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့တသားမမီလေးတွေဘာသာဆောင်အိမ်မရတဲ့အခါမမေဖေတို့ဘာလုပ်ပေးသင့်လဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်ကလေးတယောက်မှာဘာသာဆောင်အိမ်မရတာကသူတို့ရဲ့စိတ်ခံစားမှုမိဘတွေရဲ့ပညာရေးဆိုင်ရာပြုစုပြောထောင်မှုနဲ့ဆက်ဆက်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဖေမမေတို့အနေနဲ့ကလေးတွေကိုစူပူတိမ်မောင်းမဲ့အစားကလေးအားနေတဲ့ဘာသာရက်ကိုတိုးတက်လာအောင်ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ပံ့ပိုးပေးသင့်ပါတယ်ရှင်အရင်ဦးဆုံးကလေးရဲ့စိတ်ခံစားမှုကိုသဘောပေါက်နားလည်စီဖို့အတွက်ဖေမမေတို့ကကလေးဘာသာဆောင်အိမ်မရတဲ့အကြောင်းရင်းနဲ့သူ့ရဲ့ပေါ့နော်အခက်အခဲကိုအရင်ဦးဆုံးနားထောင်ပေးသင့်ပါတယ်ရှင်ဒုတိယတစ်ချက်ကတော့ကလေးကိုအားပေးနှစ်သက်ရမှာဖြစ်ပါတယ်။မမေဖေတို့ကကလေးကိုအတန်းထဲမှာစူးစမ်းမှုကတာဘာသာဆောင်အေးရတာထက်ပိုပြီးတော့တန်ဖိုးရှိတယ်ဆိုတာကိုကလေးနားလည်အောင်ရှင်းပြပေးရမှာဖြစ်ပါတယ်ရှင်။တတိယတစ်ချက်အနေနဲ့ကတော့ကလေးတွေရဲ့တိုးတက်မှုကိုအသိမှတ်ပြုပြီးတော့လက်ခံပေးဖို့ပဲဖြစ်ပါတယ်ရှင်။မမေဖေတို့ကကလေးကိုဒီတစ်ခေါက်ပေါ့နော်အေးမရတာအမှားကိုသင်ခန်းစာယူပြီးတော့မှနောက်တစ်ခေါက်ကျရင်တိုးတက်လာအောင်စူးစမ်းဖို့အတွက်ကလေးကိုတွန်းအားပေးတာထက်ပေါ့နော်အားပေးနှစ်သိပ်ပေးရမှာပဲဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့မမေဖေတို့ကတသားမမီတွေရဲ့ရလက်ကိုကြည့်ပြီးတော့မှပေါ့နော်ကလေးတွေကိုနှိမ်ချပြောဆိုတာတွေဖိအားပေးတာတွေလုပ်ပေးမယ်ဆိုရင်တော့ကလေးတွေကပေါ့နော်သူတို့ပညာရေးမှာတိုးတက်မှုမရှိတဲ့အပြင်ပေါ့နော်ပို့ပြီးတော့နောက်နေကျဉ်းကြပါလိမ့်မယ်။ဒါကြောင့်ကလေးတွေကိုဖိအားပေးခြင်းကိုလည်းရှောင်ကျဉ်ရမှာပဲဖြစ်ပါတယ်ရှင်။ကလေးကိုဖိအားပေးမဲ့အစားမမေဖေတို့ကသူတို့ရဲ့ရည်မှန်းချက်လေးတွေသူတို့ဖြစ်ချင်တဲ့အိမ်မက်လေးတွေကိုအကောင့်ထဲပေါ်နိုင်အောင်မမေတို့ကတွန်းအားပေးပါဖိအားပေးတယ်လို့တော့မဖြစ်စေပါနဲ့ညင်စမချက်အနေနဲ့ကတော့ပေါ့နော်ကလေးတွေရဲ့ပညာသင်ကြားမှုကိုပို့ပြီးတော့ထိရောက်စေဖို့အတွက်ပေါ့နော်မမေဖေတို့ကကလေးတွေနဲ့တင့်တော်မဲ့နီလန်ကောင်းတွေကိုရှာဖွေပြီးတော့အစားထိုးသင်ကြားပေးပါနောက်ဆုံးချက်အနေနဲ့ကတော့ပေါ့နော်မမေဖေတို့ကကလေးတွေရဲ့စိတ်ခံစားမှုကိုပြုစုပြောထောင်ပေးဖို့လည်းအရေးကြီးပါတယ်သူတို့ရဲ့တင် जा ရင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်စိတ်ဓာတ်ကြနေလားကလေးတွေကပေါ့နော်ဘဲပါတရက်မှာအားနေပြီးတော့မှပေါ့နော်အခက်အခဲဖြစ်နေလဲဆိုတာကိုမမေဖေတို့ကအသေးချာစုံစမ်းပြီးတော့မှပေါ့နော်ကလေးတွေကို positive reinforcement ပေးပါကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့နှစ်သိမ့်ခွန်အားပေးမှုတွေပြုလုပ်ပေးပါအခုဖော်ပြလိုက်တဲ့အချက်ကမိဘနဲ့ကလေးတွေရဲ့ဆက်ဆံရေးကိုတည်ငြိမ်စေပြီးတော့မှပေါ့နော်ပညာရေးထက်ဘဝတိုးတက်မှုတွေကိုပို့ပြီးတော့အထောက်အကူပြုနိုင်တာမို့လို့ပြန်လည်ပြီးတော့မျှဝေပေးလိုက်ပါတယ်ရှင်မေဖေတို့ရေတသားမမီတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားစရာအကြောင်းအရာတွေအများကြီးတင်ဆက်ပေးမှာမို့ဒီ page လေးကိုလည်း like and follow ပြုလုပ်ပေးဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်